နေလင်းကျော်ဤပိုင်တောင်ဘေးကရှိနေကြောင်းဗီဒီယိုဖိုင်နဲ့သက်သေပြလာတဲ့လှရမင်းအိမ်နေလင်းကျော်ဤပိုင်တောင်အိမ်သားထဲမှာအတူတူနေပြီးကြောင်းဗီဒီယိုဖိုင်နဲ့သက်သေပြလာတာကတော့မော်ဒယ်လှရမင်းအိမ်ပါအဆိုပါဗီဒီယိုဖိုင်ကြောင့်ပရိသတ်တွေအားလုံးကအင်အားသိမ်းခဲ့ရပါတယ်။ဒီမတိုင်ခင်မှာတော့မော်ဒယ်လှရမင်းအိမ်တယောက်နေလင်းကျော်ကိုလမ်းခွဲလိုက်ကြပြီဖြစ်ကြောင်းနေလင်းကျော်ကလှရမင်းအိမ်စီကရသမျှချူစားပြီးအကျွေးမဆက်ပဲရှောင်ပြေးသွားလို့လှရမင်းအိမ်ကနေလင်းကျော်ကိုမြေလည်လိုက်ရှာနေကြောင်းစတဲ့သတင်းတွေထွက်ရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့အဆိုပါသတင်းတွေကမမှန်ကန်ကြောင်းလှရမင်းအိမ်နဲ့နေလင်းကျော်တို့ကသက်သေပြလိုက်တာဖြစ်ပါတယ်။အခုဆိုရင်တော့နေလင်းကျော်ကဤပါနေချိန်မှာလှရမင်းအိမ်ကနေလင်းကျော်ပေါင်းပေါ်မှာထိုင်ပြီးတော့အတူတူဝိုင်းညစ်ပေးနေရဖြစ်ပါတယ်။အဆိုပါဗီဒီယိုဖိုင်ကြောင့်အင်တာနက်ပေါ်မှာတော်တော်လေးလူပြောများနေရဖြစ်ပါတယ်။နေလင်းကျော်ဆိုတာကတော့မြန်မာအိမ်တော်ပြိုင်ပွဲကနေနာမည်ကြီးလာတဲ့အဆိုတော်တဦးဖြစ်ပြီးတော့သူရဲ့လှပတဲ့ရုပ်ရည်ယူပကာတွေကြောင့်အမျိုးသမီးပရိသတ်တွေကတဲတဲလှုပ်ကြွေနေရတာဖြစ်ပါတယ်။ဒီလိုမျိုးစောကြီးပဲနေလင်းကျော်ရဲ့အချစ်ကိုမော်ဒယ်လှရမင်းအိမ်ကရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လှရမင်းအိမ်ကတော့ဒီလိုမျိုးလှပချောမောခန့်ညာတဲ့လူကျော်လူခန့်နေလင်းကျော်ကိုရရှိထားကြောင်းတခြားမိန်းကလေးတွေလူယူသွားမှစိုးရိမ်လို့အိမ်သာတက်တာတောင်လိုက်ပေးနေရဖြစ်ပါတယ်။သမီးစိုးကတော့နေလင်းကျော်ကမိန်းမတွေစီကနေချူစားတဲ့သူဖြစ်ဆွဆွဲထားတာပဲဖြစ်ပါတယ်ရှင်။